Soul Society Art ထက်ကကိုဒေးတာတင် ranking part 2ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်6ရောက်မြောက်အကျန်းဆုံးကတော့ Captain တင်းမှာသဘောအကောင်းဆုံးဖြစ်တဲ့ Ukitake Jushiro ဖြစ်ပါတယ်သူ့ရဲ့ဇမ်ပန်တို Sogyo no Kotowari ဟာရန်သူတွေရဲ့တိုက်ခိုက်တဲ့အစွမ်းကိုစုပ်ယူပြီးပြန်လည်တိုက်ခိုက်တာပါသူကရွှင်ဆွေးနေ level သူနီးပါးစွမ်းနေဆိုပေမဲ့ကျမ်းမာရေးအားနည်းတဲ့အတွက်နံပါတ်6နေရာမှာရှိနေတာပါနံပါတ်9နေရာမှာတော့မိမိကိုယ်ကိုဖုံးကွယ်ထားတဲ့ဆရာဝန်မကြီးဦးနိုဟာနာယာချီတို့ဖြစ်ပါတယ်သူမဟာ original Go Data တင်ရဲ့မူလအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးအရင်ကရက်ဆက်ကျန်းကျွတ်တဲ့ပထမဦးဆုံးကင်ပန်ချီပါသူမဟာအသွင်နှမျိုးနဲ့နေထိုင်ခဲ့တာဖြစ်ပြီးသူမရဲ့ဇမ်ပန်တိုမီနာဇုကီဟာရှီကိုင်း form မှာကုသရတဲ့သုံးပြီးဘန်ကိုင်းမှာတော့ acid လိုပင်းထန်တဲ့သွေးရည်များစွာနဲ့ရန်သူကိုကြိုက်တယ်လို့ချဲလွယ်တိုက်ခိုက်နိုင်ပါတယ်တော့4နေရာမှာတော့ပြိုင်ဘက်ကောင်းတွေနဲ့တိုက်ခိုက်ရတာကိုပျော်ရွှင်တဲ့လက်ရှိကင်ပန်ချီဖြစ်တဲ့ဇရာကီကင်ပန်ချီပါသူဟာအစော့ပိုင်းမှာရှီကိုင်းနဲ့ဘန်ကိုင်းမရှိတဲ့တူးတဲ့သောကပတိန်ဖြစ်ပြီးရိုးရိုးဓာတ်နဲ့တိုက်ခိုက်ပါတယ်သူ့ရဲ့ဓာကြီးအစွမ်းဟာရှီကိုင်းမပါတာတောင်ဦးနိုဟာနာကိုရင်နိုင်စွမ်းရှိလောက်အောင်ကျမ်းပါတယ်သူ့ရဲ့မျက်လုံးတစ်ဖက်ကအုတ်ထားနဲ့အကားကိုဖယ်ထုတ်ပြီးဝိညာဉ်ဖိအားနဲ့ရန်သူကိုဖိနှိပ်တိုက်ခိုက်နိုင်ပါတယ်၃ယောက်မြောက်အချမ်းဆုံးကတော့အတီအငိမ်ဆုံးနဲ့စောအကြီးဆုံးဖြစ်တဲ့ Kyoraku ရွှွန်ဆွေးဖြစ်ပါတယ်သူ့ရဲ့ဇမ်ပန်တို Carton Kyokosu ဟာရှီကိုင်းမှာဆိုရင်ကလေးကစားနည်းတွေကိုတကယ့်တေချင်းတရားအဖြစ်ပြောင်းလဲပြီးတိုက်ခိုက်ရတာပါသူ့ရဲ့ဘန်ကိုင်းကတော့အသုံးပြုဖို့တားမြစ်ခံထားလောက်အောင်ကျန်းနေရန်သူကိုအဆင့်၄ဆင့်ရှိတဲ့ရှုပ်ထွေးတဲ့စီးမြင်းတွေနဲ့ပြားစားတစ်ခုပုံစံနဲ့တိုက်ခိုက်ရတာပါဒုတိယမြောက်အချမ်းဆုံးကတော့လှည့်ဖျားခြင်းတို့ရဲ့အရှင်သခင်ကြီးဖြစ်တဲ့ Aizen Sosuke ဖြစ်ပါတယ်သူ့ရဲ့ဇမ်ပန်တို Kyokasu ကဆုဟာသူ့ရဲ့ဓာတ်ကိုတစ်ကြိမ်မြင်ဖူးယုံနဲ့ပြိုင်ဘက်ရဲ့အာယုံ၅ပါးလုံးကိုကြိုက်တယ်လို့ထိန်းချုပ်လှည့်စားနိုင်ပါတယ်သူ့ရဲ့ရီယာဆုဟာလည်းအလုံးမြင်မာပြီးအလွန်အားပြင်းတဲ့အဆင့်မြင့်ကီတိုတွေကိုဂါထာရွတ်ဖတ်เสียမလို့ပဲသုံးနိုင်ပါတယ်သူ့ရဲ့ရှီကိုင်းဓမ္မမဟုတ်ဟာဒိုနံပါတ်9တင်ကူရိုဟစ်စီဂီနဲ့တင်ကပတိန် level ရှီနီဂါမီတွေကိုအလွယ်တကူအနိုင်ယူနိုင်ပါတယ်နောက်ဆုံးနံပါတ်1နေရာမှာတော့ဂိုတေးတာတင်အဖွဲ့ကိုစတင်တီးထောင်ခဲ့တဲ့ First Division ရဲ့ Captain Yamamoto Ganryu ဆိုင်ဖြစ်ပါတယ်။သူရဲ့မီးတောက်ဆွမ်းအားသုံးပြုတဲ့ဇမ်ပန်တုတ် Ryujin Jatha ဟာရှီကိုင်း form နဲ့တောင်ရွှင်ဆွီ Ukitake နဲ့ Unohana 3ဦးပေါင်းကိုကောင်းကောင်းရင်နိုင်စွမ်းရှိပါတယ်။သူရဲ့ဘန်ကိုင်း Zankano Tachi ဆိုရင် Soul Society တစ်ခုလုံးကို6ကက်လောင်ကျွမ်းစေလောက်အောင်ထိကြိုက်တဲ့အတွက်ကြာသုံးလို့မရပါဘူး။ဒီ ranking တွေဟာကျွန်တော်ရဲ့ထင်မြင်ချက်သက်သက်သာထူတဲ့အတွက်ကြီးစုသူတွေနဲ့အမြင်မတူတာတွေရှိနိုင်ပါတယ်။အမှားယွင်းပါခဲ့ရင်လည်း sorry ပါ။အဆုံးထိကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။